မင်္ဂလာပါရှင်ကျွန်တော်တို့ပေါ့နော်ဒီအမျိုးသားနဲ့အမျိုးသမီးရဲ့ relationship နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကပေါ့နော်စောက်ထဲကနေပြီးတော့တင်ယူနေကြတာဖြစ်ပါတယ်ပေါ့နော်လမ်းနေလုံးနေကြတာဖြစ်ပါတယ်ဆိုတော့ကအဲ့စောက်လေးနာမည်ကကြတော့ကျွန်တော်ကအခုမှဟိုတစ်ဖက်ကမပြောလိုက်ရဘူးပေါ့နော်အခုကကြတော့ပြောပြပါမယ်ပျောက်တော်လမ်းမှာစန်တော်ဝါဆိုရဲဆီယမမမိုးအင်းလျာရေးထားတဲ့စာအုပ်လေးဖြစ်ပါတယ်ဆိုတော့ကအဲ့စာအုပ်တွေကနေပြီးတော့ကျွန်တော်တို့ပေါ့နော်ဒီလမ်းနီးလုံနေကြတာပေါ့နော်ဆိုတော့နောက်ဆုံးမှာဒီစာအုပ်တစ်အုပ်လုံးအကုန်လုံးဖတ်ပြီးသွားတဲ့အခါမှာပေါ့နော်ဒီစာအုပ်ရဲ့အချင်းချုပ်ပေါ့နော်ဆိုလိုရင်းလေးကိုလည်းပြန်ပြီးတော့အချင်းချုပ်ပြီးတော့ပြောပြပေးဖို့အတွက်တပုတ်တင်ပေးပါမယ်ပေါ့နော်ဆိုတော့ကအခုလောလောဆယ်ကကြတော့အကုန်လုံးရဲ့အမြင်ပေါ့နော်အကုန်လုံးရဲ့ပေါ့နော်ဒီဆရာမရေးထားတဲ့ဟာကိုအသေးစိတ်ပေါ့နော်အသေးစိတ်ပေါ့ခန်းစားလို့ရအောင်လို့ကျွန်တော်ကတင်ဆက်ပြီးတော့ဖတ်ပြပေးတာပဲဖြစ်ပါတယ်ဆိုတော့ကဒီဟာကျွန်တော်တင်ပေးတဲ့နေရာမှာအပိုင်း3ပိုင်းကိုပေါ့အပိုင်း3မှာရောက်သွားပြီပေါ့နော်ပထမတော့ကတော့အရှိမကတော့အပိုင်း1နဲ့အပိုင်း2နဲ့ဆိုပြီးတော့ရှိသေးတယ်ပေါ့နော်ဆိုတော့ကဘာအကြောင်းအရာလေးတွေကိုလေ့လာရမလဲဆိုတဲ့ဟာကိုသိချင်နေကြပြီထင်ပါတယ်ဒါဆိုလို့ရှိရင်တော့စပြီးတော့ဖတ်လိုက်ပါမယ်ပေါ့နော်မခင်မာသည်တဲ့ထမင်းဟင်းကိုစားခြင်းစပွဲဖြစ်အောင်လို့ကောင်းကောင်းချက်တတ်သူဖြစ်ပါတယ်မိဘတွေကချမ်းသာ၍ပညာသင်မပေးတော့ဘဲနဲ့သမီးကိုယောက်ျားကောင်းကောင်းရဖို့အတွက်ပွဲထလှဖို့အတွက်သင်ပေးလိုက်ဟန်ကြိုးပါတယ်တဲ့သူကိုယ်သူလှအောင်နေတတ်ပါတယ်ထမင်းကောင်းကောင်းချက်တတ်ပါတယ်ဒီမှာကျွန်တော်ပြောချင်တာပေါ့နော်တချို့စာတွေကကြတော့တချို့စာသားလေးတွေကကြတော့ကျွန်တော်ကနည်းနည်းပေါ့နော်ဒီပြောလို့ကောင်းလို့ဆိုပြီးတော့တုံးလိုက်တာတော့ရှိနေပေါ့နော်စာအုပ်တွေကအတိုင်းပြီးတော့အလုံးဝခရီးစည်းတွင်ကြတော့ဖြစ်မှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့သမီးကိုယောက်ျားကောင်းကောင်းရရင်ပွဲထွက်လာရင်လားတင်ပေးလိုက်ဟန်ကြပါတယ်သူကိုယ်သူလှလို့နေတတ်တယ်ထမင်းကောင်းကောင်းတော့ချက်တတ်တယ်ထမင်းဝဲကိုလည်းခင်မိမိချင်းခင်းကျင်းတတ်တယ်ပေါ့နော်ဒါကိုပဲအမြဲကုန်ယူလို့ရှိပါတယ်တိုးတော်လေးပဲမခင်ပါသည်ပြင်းရတတ်တဲ့သူ့အချင်းကိုမဖြောင်းနိုင်ပါဘူးထမင်းကိစ္စနဲ့အခြားအိမ်မှုကိစ္စတွေကိုစိတ်ဝင်စားတော့ပဲနဲ့သူကိုယ်သူအလှပြင်ကတော်ရမှာစာတအုပ်နဲ့အချိန်ဖြုံးနေထပ်ပါတယ်တဲ့ကျွန်တော်ဒီတမန်မိဘတွေကနေပေါက်ပွားခရတဲ့တိုင်အောင်လို့အိမ်နဲ့မိဖို့ချောင်ကိုဦးဆောင်ခဲ့ရဖို့ပါဘူးဒေါ်ကြီးကကျွန်မကိုမိဖို့ခံနဲ့အဝင်မခံခဲ့ဘူးတို့အတွက်ကျွန်မမှာမျက်နှာတကွက်ကျွန်မမှာတကွက်မျက်နှာငယ်ရပြန်ပါတယ်တဲ့ထမင်းကိုကျွန်မမနိုင်ရင်း၍အိမ်မှုကိစ္စဘာဟီရအသေးအဖွဲလေးများဒီကျွန်မစီကိုရောက်လာရပါတယ်တိန်လုံးလေးချင်းရှင်းနေရတယ်စားပြီးသမျှပကံတွေကိုတိုင်ကန်စီရတယ်ကျွန်မဒီမခင်မာရဲ့လက်တော်လက်တောင်ခါရမဲ့တူတူတာဖြစ်ပါတယ်မခင်မာချက်ပြုတ်ပြီးစီသွားတာနဲ့ကျမတို့မိဖို့ကြောင့်ကိုရှင်းလင်းကထမင်းပွဲအတွက်ပကံများအစင်လေးပြင်ထားရပါတယ်ရုံးချိန်ကြောင်းချိန်အမေစားတော့သွားမဲ့သူတွေအတော်အခုခတ်ပေးရပါတယ်ကလေးတွေကိုလည်းတဝိုင်းချွေးရတယ်အင်းမြဆန္ဒထမင်းဘူးကိုအသင့်ပြင်ပေးရပါတယ်အင်းမြဆန္ဒဒီအမြဲလိုကြောင်းချိန်နေတော့မှကမန်းကရန်သွားရလေရှိပြီးတော့သူ့ထမင်းဘူးကိုပင်ပြင်ဆင်ဖို့အတွက်အချိန်မရပါဘူးတဲ့အားလုံးစားတော့ပြီးတော့မှအိမ်ကိုလဲချင်းပြီးအဝတ်ဟောင်းများကိုလိုက်ဆွေရပါတယ်။ဖွားမြေဝတ်ကိုတော်သူစားကအတူဝတ်တွေနဲ့ပေါင်းချော်ရပါတယ်။အကိုကြီးကိုတွန်းတာတော့မိသားစုအဝတ်တွေကမခင်မှန်နေပြီးပါတယ်။ဖေဖေနဲ့အင်းမြစန္ဒာတို့အဝတ်တွေကတော့ကျမစီကိုရောက်လာပါတယ်။တကယ်တော့အင်းမြစန္ဒာဒီကိုအဝတ်ကိုချော်ဖို့တော့ကောင်းပါတယ်တဲ့။အခုတော့သူ့ရဲ့ထမင်းကိုပဲမကောင်းတဲ့၍သူ့မှာအနိုင်နိုင်လျှော်ရပါတယ်ဒါတော့မှပဲရေချိုးကန်းနဲ့မကြာခဏပုံထားတတ်ပါတယ်ဒါကိုတော့ကျမကလက်လီကိုရွှတ်နိုင်ပါတယ်တဲ့ကိုအင်ဂျီများနဲ့အတူရော၍ဒါထည့်ထားတော့သူ့ရဲ့အင်ဂျီတွေကိုမူကျမဖေဆန်ထား၍ကောင်းမှမည်လားတဲ့အားလုံးတမင်းစားပြီး၍အဝိချော်ပြီးနေရင်တော့ကျမအားနေတတ်ပါတယ်ကျမအလုပ်ကအဆင်မပြေသေးပါဘူးကျမတို့မှာအိမ်စည်းကုန်ညံ့စရာမရှိတော့လည်းပဲငွေရပိုသုံးစရာကတော့မရှိပါဘူးကိုလာကမှလက်ထက်စင်ကအကျွေးတင်ခဲ့တော့ငွေချို့ကိုဖဲဆက်နေရပါတယ်။ဖွားမြစ်ကိုလက်စင်ကြောနေကြငွေတရားကိုလည်းပဲကြောရပါတယ်။သို့တော်လည်းပဲအိမ်စားစရိတ်ထဲကိုပြန်ထည့်ရတယ်လို့တော်သူစားကဆိုပါတယ်တဲ့ဟုတ်ပြီလေမီအိမ်ခွဲနေပြီလေရင်တော့ကြောစရာမလိုတော့ကိုကဆိုပါတယ်။အရေးကြီးတာကတော့ကျမအလုပ်ရဖို့ပဲဖြစ်ပါတယ်တဲ့။ဗမာအပ်ထားတဲ့ကျမငွေတွေကိုအိမ်မရမချင်းထုတ်မသုံးသေးဘူးကျမနဲ့ကိုကသဘောတူထားပါတယ်အိမ်ကလည်းပဲတော်တော်နဲ့ရဖို့မလွယ်ပါဘူးနောက်ထပ်တွေးသမျှစပုံငွေတွေကတဲ့သူတို့သူကိုပို့ပြီးတော့များနေပါတယ်တဲ့အနည်းဆုံးတော့3000လောက်တင်နိုင်တော့မှပဲအိမ်ရပါတော့မယ်တဲ့ဒီကြားထဲမှာဒီအိမ်တွင်အဆင်ပြေပြေနေသွားနိုင်အောင်လို့ကျမကစူးစမ်းရပါမယ်မေမေတို့စီကိုခိထကနပြန်နေလို့တော့လည်းပဲကိုကခွင့်မပြုပါဘူးတဲ့ကျမကိုယ်တိုင်ကလည်းတိတ်ပြီးတော့မသွားချင်ပါဘူးကျမအိမ်အောင်ရေးကိုမေတို့ကမေးလာလေမရင်မရဖြစ်ရမှာကိုလေကျမကကြောက်ပါတယ်တဲ့
ကျမရဲ့အခက်ခဲကိုမမေတို့ကမသိစေချင်ပါဘူးအားလုံးအဆင်ပြေပါတယ်ဟုတော့စာများကိုပဲကျမကအကြောင်းထားအောင်လို့ရေးဖို့နေမိပါတယ်တဲ့တမီတို့အိမ်ရတော့မှပဲမမေလာတော့မယ်ဆိုပြီးတော့မမေကလည်းပဲအလိုက်တသိနဲ့ပြန်ရေးရှာပါတယ်တဲ့ကိုကိုတို့အိမ်မှာနေသမျှကာလပတ်လုံးကတော့ဘယ်သူနဲ့မှပြဿနာမဖြစ်လို့ပါဘူးကြရက်ဝက်စားလည်းမဖြစ်လို့ဘူးကိုကိုလည်းပဲမိသားစုနဲ့မိမကြားရင်ဖြာများရတဲ့သူတို့အဖြစ်မျိုးမကြုံစေချင်ဘူးပေါ့နော်ဒီဒီမှာကျမရဲ့ဆန္ဒပဲဖြစ်ပါတယ်တဲ့ပြဿနာကိုရှောင်နေတိုင်အောင်လို့တနေ့တွင်တော့ပြဿနာနဲ့ရင်ဆိုင်တိုးရပါတယ်ပြီးတော့လည်းပဲမဖြစ်ချင်ဆုံးတို့နဲ့မှဖြစ်ရပါတယ်တဲ့သူကတော့အေးမြဆန်တာတဲ့ထိုနေ့တွင်အိမ်တွင်ငပတ်မွေချက်ပါတယ်ဈေးကိုတော့သူကသွားပြီးတော့သူဝယ်ချမ်းလာတ냐မခင်မာကစီမံပြီးတော့ချက်ပြုတ်ပါတယ်တဲ့ငပတ်မွေဟင်းဒီအရေးလည်းမပါပါဘူးအချောက်တက်မို့လို့အရနေပါတယ်ဘဲဝေထရသည်မှာလည်းပဲစိတ်ပြက်ဖွယ်ကောင်းပါတယ်တဲ့သို့တော်လည်းပဲကမွန်ရွချင်ရင်နဲ့တွဲလျက်မှုနည်းနည်းစားကောင်းနိုင်ပါတယ်ကျမကတော့အတက်နိုင်ဆုံးမျှတအောင်ဝင်းမျှထည့်ပေးထားရပါတယ်တော့သူစားဖမင်းစားချိန်ရောက်တော့မှပဲပြဿနာကပေါ်လာပါတယ်တဲ့ဟဲ့ငါ့ဖို့ဟင်းလည်းမရှိတော့ပါလားထော်သူစားအတန်ကြောင့်ကျမမိဖို့ကန်တွေကိုဝင်သွားရပါတယ်လိုင်းနှစ်ယောက်စာထည့်ထားတာပဲဟင်းကနည်းနေလို့စီစံအိမ်မြဆန်တာကိုစားသွားပြီထင်တယ်အိုးရဲတွင်လည်းဟင်းကမရှိတော့ကြံလူများကလည်းအားလုံးစားပြီးနှိမ့်ချပြီတဲ့ငါဘက်မွေဟင်းလေးစားကျင်လို့ဝယ်လာပါတယ်မြင်အောင်မမြင်လိုက်ရတော့ဘူးကျမစိတ်ပြလာပါတယ်ကိုရိုင်းကစားပြီးသားဖြစ်နေ၍လေသူ့ရဲ့အပြောကိုကျမမျက်နှာမထားတတ်အောင်လို့ဖြစ်မိပါတယ်တဲ့ဒေါ်သူစာကစစအောင်နဲ့ကမုန်းရွက်ဟင်းနဲ့ငပိရီကိုနေစားနေပါတယ်တဲ့ကျမဒီဖွားမင်းနဲ့ဖေဖေတို့အတွက်ဥချပြီးတော့ကြံလူတွေကိုမျှတအောင်လို့ဖူးခတ်ပြီးတော့ကျွေးရပါတယ်တဲ့နောက်ဆုံးဟင်းမကြံဘူးဆိုရင်တော့ကျမကဖြစ်တယ်လို့စားပါတယ်ကြီးသူစာနဲ့အင်းမြဆန္ဒတို့အတော်နှစ်ယောက်စာထည့်ပြီးလေးရှိပါတယ်မနက်ကတော့အင်းမြဆန္ဒအရင်စားသွားနေပါတယ်တဲ့အင်းမြဆန္ဒကျောင်းဝပြန်လာခြင်းတွင်မိဖို့အခန်းထဲမှာဆူဆူညံ့ညံ့အတန်ထွက်လာပြန်ပါတယ်တဲ့သမီးဦးထဲမှာဟင်းကနေနေတာကိုနည်းနည်းလေးပဲမြဲထည့်ပြီးတယ်ဒါကြောင့်မလို့ပကံထဲကကြံတာထည့်သွားတာအခုမှအချိန်မှာဟင်းတော်ဝအောင်မစားရတော့ဘူးမိဖို့အခန်းထဲမှာဆွဆွဆောင်းဆောင်းနဲ့ထွက်လာတော့အင်းမြဆန္ဒနဲ့ကျမကရင်ဆိုင်တုံးမိပါတယ်တဲ့ကျမကိုမျက်စောင်းတစ်ချက်ခဲခါထွက်သွားပါတယ်ဖြစ်ကျမရဲ့ချင်းမှာဖော်မပြနိုင်လောက်အောင်နာကျင်မိပါတယ်တဲ့ကိုရက်ကြီးတဲ့သူဆိုလို့ရှိရင်လည်းအကျိုးအကြောင်းရှင်းပြရအကောင်းတာတဲ့ခုခေတ်ကဘီအောင်လဲလက်ကားပါရင်အလောက်ကရတာမှမဟုတ်တာရပြန်တော့လေ126ကျပ်ပဲပေါ့ဖွားမြင့်ရဲ့လက်တုံစကားကိုကျမမတော်လာနိုင်ခဲ့ပါငွေမရှိဘဲနဲ့နေရတဲ့အဖြစ်ကိုစိတ်ပြတ်လာပါတယ်ဈေးပဲရောင်းရဆက်ပဲချုပ်ရတကူကူထွက်ပြီးတော့လုံလိုက်ချင်ပါတယ်အဆောင်ရှိသူငယ်ချင်းများထံသွားပြီးတော့အကြံဉာဏ်တောင်းရကောင်းမလားကျူရှင်လေးပါလေးပေးရကောင်းမလားစဉ်းစားမိပြန်ပါတယ်ယခုတစ်ပတ်အတွင်းမှာဘာမှလှုပ်ချင်တဲ့ကံကျင်တဲ့စိတ်မရှိအောင်လို့ထိုင်းမိုင်းနေမိပါတယ်တဲ့စားချင်တောက်ချင်တဲ့စိတ်ပင်မရှိတော့ကျမကကိုကိုပြောတော့ကိုကရေပါတယ်တဲ့ကျမမစ်လျော်နေတော့အရာတစ်ခုကိုလည်းပဲမေးမြန်းကြည့်ပါတယ်တဲ့ထိုကတော့မှပဲကျမလည်းလုံးပြရပါတော့တယ်ဖះကျမမှကလေးရှိနေပါပေါ့လားအိမ်မရှိရမရှိအလုံးမရှိအိုးရင်ဒီတကြမရှိသေးပါပဲနဲ့ကလေးတယောက်ပင်ညချီတော့မြည်တဲ့ဒီအိမ်ပေါ်မှာများကလေးတယောက်မွေးရလင်ဘယ်နာတော့ထက်ရပါတနေ့တခြားဘာမှစားမရအောင်ဖြစ်လာခဲ့ရပါတယ်နောက်ဆုံးမှာတော့ထမင်းကိုမကြည့်ချင်ဟင်းနှံကလည်းပဲခံ၍မရပါဘူးတဲ့ရေပင်မျိုးမကြတော့ဘူးတဝဝနှစ်သာအန်နေပါတော့တဲ့တပတ်လည်းမဟုတ်နှစ်ပတ်လည်းမကတလားမြပင်ကြာကြည့်ပြီကျမမှအားရင်ဟူ၍လုံးဝလည်းမရှိအဲ့ရပေါ်ဘုံဘုံလဲတဲ့အထိဖြစ်ခဲ့ရပါတယ်တဲ့မြည်သည့်စင်းနှင်းမြလည်းထိန်ချုပ်၍မရအခမ်းရဆိုးလာပါပြီတာသမီလွယ်ရတဲ့ကိစ္စဒီညဆိုးဝါပါလေဟုကျမမထင်ခဲ့ပါသွားရင်းလာရင်အစားအသောက်မပြတ်တယောက်ပေတယောက်မွေးနေကြတော့မိဘများကိုမိခင်များကိုကျမတွေ့ပို့ပါတယ်အခုတော့ကျမအဖြစ်ကပြောစရာဖြစ်နေရပါပြီတဲ့တကယ်တော့အဖြစ်ကတဲလုံးနဲ့တို့များဖြစ်တကောင်မှဒီလိုမဖြစ်ဘူးပေါ့ဖွားမြရဲ့အပြစ်တင်တဲ့ကိုကြားရပါတယ်တဲ့ဟုတ်ပါရဲ့ကျမတို့လည်းမွေးဘူးပါတယ်နည်းနည်းပါးပါးတော့အစားအသောက်ပြတ်တာပေါ့တို့လောက်တော့မဟုတ်ပါဘူးမခင်မာရဲ့ထိတန်ငေါတန်းကိုခံရပြန်ပါတယ်ဒေါ်သူစာကလည်းပဲမိကရွက်ကဖြစ်တို့လည်းကလေးမမွေးရဘူးပဲမြင်ဘူးကြားဘူးပါတယ်အေးခုလိုလူမမကြီးလုံးလုံးဖြစ်နေတာမျိုးပြမကြုံဘူးပါဘူးမောင်ချီတာတော့စိတ်လျှောက်ကိုခတ်အောင်မယ်ကျမကကိုတမင်တက်ချွဲကအခဲပို့တာလို့ဒေါ်သူစာကထင်ပါတယ်တဲ့ကျမဘာမှမတက်နိုင်တော့ပါတက်ဆိုင်ရာဆရာဝန်ကသာကျမအဖြစ်ကိုနားလဲပါတော့တယ်တဲ့တချို့မိန်းကလေးတွေဒီလိုပဲဖြစ်တတ်ပါတယ်တဲ့3လကျော်ရင်ကြောက်သွားမှာပါတဲ့ကျမကိုဂလိုးကိုပလင်းကြီးနှလုံးသွင်းပေးပါတယ်တဲ့ကျမမေမေတို့တော်ကြီးတို့ကိုတရေရလာပါတယ်မေမေသားဆိုရင်ကျမကိုနားလေညတာစွာပြည့်စုံရပြီလိမ့်မည်တော်ကြီးတွေလည်းပဲကောင်းတို့ရစားကျင်ပွဲရာတို့ကို
ရှာကြံပြီးတော့ချင်းမွေးပါလိမ့်မယ်ကိုတော့ကျမမှာကိုမျက်နှာသာတရားမှတ်ရတရားမှတ်ရပါတော့တယ်နေ့လေကကိုပြန်လာသေးတယ်လှိုင်အိပ်ပျော်နေလို့မနှိုးတော့ဘူးလှိုက်ပေးနာမှာစပြည့်တီထုတ်ချထားခဲ့တယ်စားလိုက်ပြီလားမနေ့ကကျမစပြည့်တီလေးများစားကြည့်ရရင်ဂရင်းကောင်းမလားမသိဘူးလို့ပြောမိရကိုကဝယ်လာပို့ခြင်းဖြစ်ပါမည်တဲ့မစားရသေးဘူးကိုဘယ်နှမှထားခဲ့လို့လဲလိုက်ကောင်းပေးမှာပဲလေကျမကနေရာနဲ့လိုက်လံရှာလိုက်ပါတယ်ဗမာမမတွေ့ပါဘူးနောက်ဆုံးကရင်ရောက်တွင်စက်ကိုတုံးနဲ့စရွက်သေးခွန်များစားလက်ဆများကိုတွေ့ရပါတော့တယ်ဟိုမြောက်လောင်းနေစားသွားပြီတင်နေဟေးကြောနာခိစံအိုးမပြောပါနဲ့ကိုရဲ့နောက်နေ့မှဝယ်စားတာပေါ့ခလေးတွေပဲဟာမဟုတ်ပါဘူးဒီကောင်တွေတိတ်စီကံပြတ်တယ်မိကလည်းဘာမှမပြောဘူးဆွတ်ထားတာပဲကလေးတွေနေသူတို့အဖေအမေထက်ကိုပိုကြောက်ကြပါတယ်ကိုကပြောမရဘူးဆိုရင်မကြခဏရှားပြစ်တတ်ပါတယ်တဲ့ရှားပြစ်တတ်တယ်လို့ဆိုပါတယ်တဲ့ကျမရောက်တော့မှတခါမှမဖြစ်ဘူးသေးပါဘူးကြော်ကကြောက်တတ်တော်လဲပဲခတိတွေမျက်နှာထားနဲ့ဝင်လာပါတယ်ကလေး၃ယောက်တွင်ကြော်အကြီးဆုံးဖြစ်ပါတယ်မင်းစပြစ်တွေယူစားသလားကျွန်တော်မစားဘူးလေးကြော်ကကိုမျက်နှာကိုမကြည့်ပဲနဲ့ပြောနေပါတယ်ကဲပါကိုရဲ့သူလဲစားမှမဟုတ်ပါဘူးဘာမဟုတ်တာလေးနဲ့ပြောမနေပါနဲ့သွားတော့ကြော်သွားတော့နေအောင်ကြော်မင်းလိန်နာမကြိုက်ဘူးလို့ငါပြောထားတယ်မဟုတ်လားလိန်မပြောနဲ့ကလေးတွေဒီနားကိုတယောက်မှမလာဘူးမင်းမဲခဏဝင်စော့နေတာစားရင်စားတယ်ပြောကျွန်တော်မစားဘူးမင်းကငါရရမလားတော်ပါတော့ကိုရဲ့ရရင်ရကြည့်ပါလားဗျကျွန်တော်အဖေကတော့မရိုက်ဘူးမင်းဘာပြောတယ်အိုးကိုကျမတို့3ယောက်အတန်းများဆူညံသွားပြီးတော့ကြော့အောင်ငွေတောင်ကိုရှားရပါတော့တယ်ကျမမဆွဲလိုက်နိုင်ပြီကိုကကြော့ဆက်ပေါ်ကိုရိုက်လိုက်မိပါတယ်တဲ့ဆူဆူညံညံအတန်ကြောင့်ဖွားမြင့်ရောက်လာပါတော့တယ်ဘာဖြစ်တာလဲမုံကြည့်တာကလေးကိုဘာလို့မြင်ရတယ်လဲကျမကစပြည့်တီစားသလားလို့sorry ကျွန်တော်ကစပြည့်တီစားသလားလို့မေးတာကြော်ကလိန်ပြောတယ်ပြီးတော့မမရင်ပြောတယ်ရကြည့်တယ်လေသူကကြော်လာခဲ့ဖွာမြင့်ကကြောကိုခေါ်ပြီးတော့ထွက်သွားပါတယ်မခင်မဝင်လာပြန်ပါတယ်အားလုံးချပြီးတော့ဖြစ်ဟန်ကြပါတယ်ကလေးကိုတော့မြိုက်ပါနဲ့မောင်ကြည့်တာမင်းတို့စပြည့်တီငါဝယ်ပေးပါမယ်မခင်မာသည်အထက်တန်းလွှာကလာသည့်တိုင်အောင်လို့အပြောဆိုအနေထိုင်အလွန်ညံ့ချောင်းကိုကျွန်မသိပြီးဖြစ်ပါတယ်။ခုလိုတင်းကျုံမီပြောတဲ့အခါမှာကျွန်မပေါ်ပြီးတော့အံ့ဩမိပါတယ်တဲ့။မခင်မာဒီလိုမပြောပါနဲ့။ကျွန်တော်ကလေးကိုဆုံးမတာခါတိုင်းနေ့ကျွန်တော်ပဲပြောဆိုနေတာပဲမဟုတ်လား။မင်းခါတိုင်းပြောပေမဲ့ခုမပြောနဲ့မင်းလည်းမင်းအိမ်အောင်နဲ့မင်းတို့လည်းတို့အိမ်အောင်နဲ့တို့သားသမီးတို့ဘာသာဆုံးမလိုက်မယ်။အပြင်မှာလမ်းပြောလိုက်တော့ဒေါ်သူစားအတန်ကိုကြားရပြန်ပါတယ်အိမ်တော်တစ်ခုတွင်သစိမ်းဖက်လျင်ပြတ်တတ်တယ်ဟုတော့သဘောကိုကျွန်မနားလဲပါတယ်ခါတိုင်းပြဿနာဖြစ်တယ်ဆိုရင်သူတို့ theory ချင်းတွေးသားခြင်းမှုဆိုစရာမရှိပါဘူးအခုတော့သစိမ်းဖြစ်သူကျွန်မကရှိနေပြီမဟုတ်လားဒီတော့သဘောမှန်ကိုအမှန်တိုင်းမြင်ချင်မှမြင်တော့မယ်ကိုကမျက်နှာပြနေအပြင်ထွက်သွားပါတယ်တကားဖွင့်ပြီးတော့ကိုစင်းသောတဲ့ကြားလိုက်ရပါတယ်ကျွန်မစိတ်ထဲမှာပို၍အားငယ်သွားမိပါတယ်ကိုရီတို့ရှောင်ထွက်သွားခြင်းဖြင့်ကျွန်မအတွက်ပို၍အနေရခတ်ပါတယ်မခင်မာရဲ့ကြောကိုမဲ၍ရိုက်နေတဲ့အတန်ဆောင်းရင်ပြောနေတဲ့တို့ကိုနားမခံတာအောင်လို့ကြားနေရပါတယ်ကဲတော်ကြစံနားကြီးလာတယ်တဲလဲစိတ်ရဖို့ကောင်းပါတယ်တနာလို့ငါအိမ်မောတင်လာတာသွားကြစံအားလုံးစင်းသွားကြစံဖွားမြင့်ရဲ့အတန်ကြောင့်မခင်မာညီသွားပါတယ်ကျမသည်ခေါင်းနဲ့နားနှစ်ဖက်ကိုအပ်၍ပိတ်ထားလိုက်မိပါတယ်မျက်ရည်များကမှုရပေါ်စီးကျလာပါတယ်အိမ်နောက်အရသာဆိုတာဒါပင်လားကိုရဲ့တဲ့ဆိုတော့ကဒီလောက်ပါပဲပေါ့နော်နောက်ထပ်အဆက်တွေကိုနောက်မှဖတ်ပြပါမယ်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်တက်တာပါ